အပိုင်းရဲ့အစမှာတော့ဆရာရှင်တို့ကចောင်းသားတွေကိုရေပေါ်မှာမတက်ရက်ဖို့လေ့ကျင့်ပေးနေကြပါတယ်။အားလုံးကကောင်းကောင်းလုံးနိုင်ခဲ့ကြပြီးတော့အဲ့ထဲမှာဆာရာဒါကတော့အတော်ဆုံးဖြစ်ပါတယ်။ဒါကလည်းဟိုးရင်ကလေးကအမေဖြစ်သူဆာကူရာဟာနာအိုတိုဆာစကဲတို့တဲ့ချာကရာထင်းချုံမှုမှာပိုတိုရာကြောင်းလို့ပြောလို့ရပါတယ်။ချိုချိုတွတ်တော့ဒါကပုတ်ခတ်ခဲနေပါတယ်။ဒါကလည်းသူမရဲ့ခန္ဓာကိုယ်ဝိတ်ကြောင်ပဲဖြစ်ပါတယ်။အားလုံးလုံးနိုင်ကြပေမဲ့ရှင်တို့ကတကယ်ရေပြင်မှာခုလိုငြိမ်မနေကြောင်ပြောပြပြီးတော့ရေကိုသူ့ရဲ့ချာကရာနဲ့လှုပ်လိုက်တာကြောင့်ចောင်းသားအားလုံးလည်းပြုတ်ကျကုန်ကြပါတယ်။ဒီလိုနဲ့တန်းစင်တော့ဆာရာဒါတယောက်ဈေးဝယ်ပြီးတော့ပြန်လာကဟင်းတင်းဟင်းရက်တွေဈေးတက်လာလို့ညီးနေပါတယ်။ယထာလန်ပေးရောက်တော့ယထာခေါင်မှုပေါ်မှာထိုင်စီးလာကြတယ်။ဘိုးဒူတို့တတိုက်ကိုတွေးလာတာကြောင့်အေးစေးတည်ငြိမ်တဲ့ပုံစံရှိနေတဲ့ဆာရာဒါတယောက်စိတ်ပြက်နေရပါတယ်။ဘိုးဒူတို့ကဒန်ခိကိုပါယထာခေါင်မှုပေါ်ကနေစီးတက်အောင်တင်ပေးနေကြတာပါ။ခုလဲဒန်ခိကိုငါးမြတင်ပေးမှမို့လို့ဆာရာဒါကိုအဖို့ဆွေနေကြပါတယ်။ဒါပေမဲ့ဟိုကတောင်းဟင်းချအောင်မှဖြစ်လို့မလိုက်တော့တဲ့ပြင်ကိုမှသူတို့ကိုပါယထာကိုတာမန်တိုင်းစီးဖို့ဆူသွားပါသေးတယ်။ဆာရာဒါတယောက်ကတော့အိမ်မက်ရောက်တာနဲ့မီဆိုကိုချက်နေပါတယ်။ဒီမှာတတိထားရမှာကဆာရာဒါတို့ဟာယူဂျီဟာကလင်းအဖြစ်ခံယူထားပြီးဖြစ်တာကိုသူတို့အိမ်ပုံစံကိုကြည့်ပြီးတော့သိနိုင်ပါတယ်။အမေဖြစ်သူဆာကူရာပြန်လာတော့တမီကပြန်ဟင်းချက်ပေးနေပြီးတော့ဆာကူရာကတော့မီဆိုထဲတောင်ခရမ်းကျင်တီးထဲဖို့တွေးတဲ့အထိကိုဟင်းချက်ညက်နေပါပြီ။ကြည့်ရတာတမီကသာအမေကိုပြန်ထိန်ပေးနေရပုံပါပဲ။နောက်နေ့တော့ဆာကူရာတယောက်ခီးဆောင်အိတ်တောင်မနေဖိပိတ်ပြီးတော့နမောနမဲဖြစ်နေချိန်ဆာရာဒါကတော့သူ့မေကိုဒီနေ့အတွက်အချိန်စည်းမှာရေးပေးပြီးတော့လာပေးပါသေးတယ်။တကယ်တော့ဒီနေ့ဆာကူရာနာရဲ့ယူထားတာဖြစ်ပြီးတော့တငယ်ချင်းဖြစ်တဲ့အင်ဒိုနဲ့အတူလဲပတ်မလို့ပါ။ဆာကူရာဟာလည်းစေယုံအုပ်အနေနဲ့တာဝန်ယူထားတာကြောင့်အလုံများတဲ့သူပဲဖြစ်ပါတယ်။တမေဖြစ်သူဆာရာဒါကတော့ရင်းရင်းကြက်ကြက်ပဲအမေပျော်ပွဲစားအတွက်တေချာပြင်ဆင်ပေးနေတယ်လို့လက်ဆောင်ပါယူမလဲမေးရတာပတ်စံကုံမာရီဘာမှမလုပ်ဖို့ပြောလိုက်ပါသေးတယ်။ဒါအပြင်သူ့မေဒီမနေ့သွားပို့ပေးရမယ်စေယုံကလေးတယောက်ရဲ့အယုတ်ကိုတောင်သူ့မေကိုစားသွားပေးပေးမယ်လို့တာဝန်ယူလိုက်ပါသေးတယ်။တကယ်ကိုအရွယ်နဲ့မလိုက်အောင်ရင်းကျက်တဲ့ဆာရာဒါပါပဲ။ဆာကူရာအင်တကာဖွင့်လိုက်တယ်ဆိုရင်ပဲတငယ်ချင်းအင်ဒိုကစောင့်နေပြီးတော့သူတို့နှစ်ယောက်ကတော့မရတာကြာပြီးဖြစ်နေတဲ့နားကျင်ကိုကောင်းကောင်းဖြတ်တန်းကြတော့မှာပါ။ဆာရာဒါကတော့စေယုံကိုဖုန်းဆက်ပြီးတော့အယုတ်လာပေးမယ်ပြောကမှာစေယုံကအယုတ်ရဲ့အရေးကြီးပုံကိုပြောပြနေလို့ချက်ချင်းပဲသွားဖို့ဆိုပြီးတော့လုပ်ရပါပြီ။ဒီလိုနဲ့ဆာရာဒါတယောက်အထုပ်ကိုတည်ပြီးတော့ယထာစီးနေတော့အထုပ်နဲ့အတူထားခဲ့တဲ့သူ့မေရဲ့စာလေးကိုတွေ့တာကြောင့်ဖတ်နေပါတယ်။စာထဲကအမေရဲ့သူ့ကိုချစ်တဲ့အကြောင်းတွေကိုဖတ်ကမျောနေတော့မှယထာကဘူရာရောက်ပြီးမို့လို့ကမန်းကတန်းဆင်းလိုက်ကအယုတ်ထုတ်လေးယထာပေါ်ကျန်နေခဲ့လို့ပြေးလိုက်ရပါပြီ။နောက်ဆုံးတော့တိုက်တွေပေါ်ကခုန်ချပြီးတော့ယထာနာကိုလိုက်ဖို့လုပ်ခဲ့ပေမဲ့လေဒီလိုလို့ရင်ဘိုတိုတို့နဲ့ဘာမှမကွာတော့ဘူးလို့တွေးမိနေချိန်မှာဆာကူရာရဲ့လက်ထောက်ရှေ့စုနဲကိုတွေ့လို့ပြရခတ်သွားပြီးတော့ခုံမကျော်သွားနိုင်ဖြစ်လိုက်တယ်လို့ရှေ့စုနဲကိုတောင်ကြပြကြရနှုတ်ဆက်ပြီးတော့နေရာကနေပြေးသွားလိုက်ရပါသေးတယ်။အသေးအတန်ပြေးလာပြီးနောက်တော့နာဘူရာကိုကြိုသွားနိုင်ပြီးတော့ယထာလက်မှတ်ဝယ်ဖို့လုပ်နေချိန်အဖွားကိုတယောက်ကြန့်ကြာနေလို့မနေနိုင်တဲ့ဆာရာဒါလည်းလက်မှတ်ကူဝယ်ပေးပြီးတော့အဖွားကိုလိုက်ဖို့ချိန်မှာပဲယထာကထွက်သွားပြန်ပါတယ်။ဒါနဲ့မတက်နိုင်တဲ့အဆုံးယထာနောက်ကိုပြေးလိုက်ပြီးတော့ခေါင်မိုးဘော်ကလိုက်စီးရပါတော့တယ်။ခေါင်မိုးဘော်ရောက်တဲ့ချိန်မှာတော့ခုလိုစီးရတဲ့ခန်းစားချက်ကိုသူမကြိုက်သွားပါပြီ။ဖြစ်ချင်တော့ငါမရလို့နေရာပြောင်းဖို့လာတဲ့ဘိုးတိုတို့အဖွဲ့ကလည်းယထာကိုလူလိုစီးနေခြင်းဖြစ်တာနဲ့ကြုံလိုက်ရပါတယ်။နားပါတဲ့ရှီကာတိုင်ကလည်းခေါင်မိုးဘော်လှမ်းကြည့်ချိန်မှာဆာရာဒါကိုမြင်လိုက်ရတယ်လို့ရှိတာကြောင့်ဘိုးတိုတို့ကိုပြောပြပြီးတော့တက်ရှာကြပါတယ်။ဆာရာဒါလည်းသူတို့မြင်သွားမှဆိုလို့ပုံရင်မတက်နိုင်တော့တဲ့အဆုံးမှာယထာဘော်ကနေဆင်းလိုက်ရပါတယ်။အယုတ်ထုတ်ကိုယူလို့ရကန်ဒီမှာဘိုးတိုတို့ကိုပြတ်သွားရပြီမို့လို့စိတ်ညစ်နေရပါပြီ။ဒါနဲ့ခုလိုယထာဘော်ကခုံဆင်းလာတာကိုဘယ်သူမှမတွေ့စေဖို့ဆူတောင်းနေရင်မှာပဲဆူတောင်းနဲ့ပြေးသွားပြီးတော့သူမနောက်မှာအာလူကျော်စားနေတဲ့ချိုချိုကိုတွေ့လိုက်ရတာကြောင့်ပြန်မပြောဖို့တောင်းပန်ရပါတော့တယ်။ချိုချိုကတော့မိမလှလေးတိုင်းမှာလှုပ်ဝက်ချက်ရှိလို့ပြန်မပြောတဲ့အပြင်ဆာရာဒါကိုလိုက်တောင်ကိုညီလိုက်ပါသေးတယ်။သူတို့တွေပစ္စည်းကိုဘူရာကျုပ်ကပစ္စည်းကြံကောင်းတာမှာသွားထုတ်ကြခြင်းကန်ကောင်းခြင်းတော့အယုတ်ထုတ်ကိုပြန်ရပေမဲ့ကန်ဆိုးခြင်းတော့တခြားပေါ်စံတူတစ်ထုပ်လည်းပြောင်းနေပြီးတော့မှားယူသွားတာကြောင့်တိလိုက်ရပါတယ်။ခုဆိုရင်သူတို့ရုပ်ချင်းပြန်လဲဖို့သူတို့လက်ထဲကရုပ်ပိုင်ရှင်စစ်ကိုလိုက်ရှာနေကြပြီဖြစ်ပါတယ်။ဒီလိုနဲ့ရုပ်ပိုင်ရှင်ကိုဘယ်လိုရှာမလဲမသိဖြစ်နေတဲ့ဆာရာဒါကိုချိုချိုကနောက်ဖေးလမ်းကြားတွေကလှုပ်ဝက်ဈေးကိုခေါ်သွားပေးပါတယ်။ဒီဈေးဟာမှောင်ကိုဈေးလိုတည်ရှိနေတာဖြစ်ပြီးတော့ချိုချိုတယောက်တည်းသာတိတာဖြစ်ပါတယ်။ဒီလိုနဲ့ချိုချိုကအဖွားကိုတယောက်စီကိုခေါ်သွားပေးပြီးတော့အဲ့ဖွားအုပ်ကိုအယုတ်နဲ့ပတ်သက်ပြီးတော့မေးပေမဲ့အဖွားကတရင်ကိုလွယ်လွယ်မပေးလို့ချိုချိုလဲသူမရဲ့ limited edition အာလူကျော်ထုံနဲ့အလဲလဲလုပ်ပြီးတော့မေးကြည့်တော့ဒီရုပ်ဟာအောက်မေချင်းပွဲတော်မှာတုံးတာဖြစ်ပြီးတော့တေဆုံးသွားတဲ့ဘိုးဘွားတွေနာမည်နဲ့အတူဒီလိုရုပ်တွေကိုမြစ်ထဲမျောကြတာဖြစ်ပါတယ်။ဒီနေ့လေအောင်ဝင်တရိယာပွဲရှိတာကြောင့်ဆိုလိုတာကတော့ဆာရာဒါရဲ့ရုပ်ဟာမကြခင်ရေထဲမျောပစ်ခံရတော့မှာပါ။တစ်ဖက်မှာလည်းအယုတ်ကိုမှားယူသွားတဲ့သူဟာမျောပစ်ဖို့တိတ်မလိုတော့ပါဘူး။ဆာရာဒါတို့ပြေးလာကြရင်ချိုချိုကိုသူမရဲ့အာလူကျော်အတွက်စိတ်မကောင်းကြောင်းပြောပေမဲ့ချိုချိုကစိတ်ထဲမထားတဲ့ပြေအရာသာကိုစိတ်ကူးနဲ့ခန်းစားကြည့်နိုင်ပါသေးတယ်လို့ဆိုပါတယ်။တစ်ဖက်မှာတော့ဆာကူရာတယောက်ကိုတော့တငယ်ချင်းဖြစ်သူအင်ဒိုကဆာစကဲဆာကူရာတို့နဲ့ first day နေရာလေးကိုပြန်ခေါ်လာပေးပါတယ်။ဆာကူရာကိုတယောက်တည်းထားပေးခဲ့ပြီးတော့အရင်ချိန်တွေကိုပြန်တတိယစေပါတယ်။ဆာကူရာလည်းတစ်ချိန်က first day လေးကိုတတိရရရင်နဲ့ဆာစကဲကိုတတိယနေပါတယ်။ဆာရာဒါတို့ကတော့တတိယပွဲကိုလှုပ်တဲ့နေရာကိုရောက်တယ်ဆိုရင်ပဲအထုပ်ဟာမြစ်ထဲကိုမျောခံလိုက်ရပြီးမို့အရှော့မပေးပဲပြေးလိုက်သွားပါတယ်။ဒီလိုနဲ့နောက်ဆုံးဆာရာတယောက်ချာကရာထင်းချုပ်ပြီးတော့စီးနေတဲ့မြစ်ရေပေါ်မှာလမ်းလျှောက်ရပါပြီ။သူမရဲ့ချာကရာထင်းချုပ်မှုမြင်မာတာကြောင့်အထုပ်ကိုယူလိုက်နိုင်ပေမဲ့အပိုင်းအစမှာငါးဖက်မှုလာနေတဲ့ဘိုးတို့ကမလန်မကန့်မှရှိနေတာကိုမြင်ရတာကြောင့်စိတ်လှုပ်ရှားသွားပြီးတော့ရေထဲပြုတ်ကျသွားပါတယ်။အထုပ်ကိုတော့မကြခင်မှာကုန်းပေါ်ပြစ်တင်လိုက်နိုင်လို့တော်သေးတယ်လို့ပြောရမှာပါ။ဘိုးတို့ကဒန်ခိကိုအကြီးဆုံးငါးကိုမြားနိုင်မှာပါလို့အားပေးနေတော့မှာပဲ။ငါအစာဆာရာကိုမိသွားတာကြောင့်လေးယောက်သားကြောင်ပြီးတော့ဘာဖြစ်တာလဲမင်းနေချိန်ဆာရာကပိုလို့ရေစင်ကူးတာလေလို့ဒေါသထွက်နေတဲ့ရုံနဲ့ပြောလိုက်လို့တောရလုံးကမလောင်ရဲကြတော့ပါဘူး။ဒီလိုနဲ့ရုပ်ကိုပြန်ပေးနိုင်လိုက်ကြပြီးတော့ချိုချိုကိုလည်းမိုးလိုက်ကြွေးလိုက်ပါသေးတယ်။ညနေရောက်တော့ဆာကူရာအိမ်ပြန်ရောက်လာချိန်မှာဆာရာဒါဟာမီဆိုကိုခရမ်းကျင်တီးထည့်ပြီးတော့ချက်ထားပါသေးတယ်။ဆာကူရာကလည်းသူမသမီးပြောင်းလဲသွားတာကိုခန်းစားရပေမဲ့လို့ဘာလို့ပြောင်းလဲသွားလဲဆိုတာကတော့ကျွန်တော်တို့နဲ့ဆာရာဒါပဲသိတော့မှာဖြစ်ပါတယ်။နောက်နေ့မှာတော့ဟီမာဝါအီတယောက်ဖျားနေတာကြောင့်ဘိုးတို့လည်းညီဖြစ်သူကိုဂရုစိုက်ပေးနေရပါတယ်။ဟီမာလေးလည်းဟမ်ဘာဂါစားကျင်နေတာကြောင့်နေကောင်းသွားရင်အမေလိုကျွေးမှမို့လို့နေကောင်းအောင်သာနေဂရုစိုက်
ဆိုင်နှစ်သိပ်ပေးပါတယ်ခဏနေတော့ဟီနာတာတယောက်ခန်းထဲဝင်လာပြီးတော့သူမဆေးသွားဝယ်ပေးမလို့ဖြစ်တာကြောင့်ဟီမာကိုဂယူးဆိုင်ထားပေးဖို့မှာသွားပါတယ်ဒီလိုနဲ့ဘိုဒိုတယောက်သူညမထိုင်ကုန်ပေါ်ကသူတို့တားမိတာဖ၄ယောက်ရိုက်ထားတဲ့ပုံကိုကြည့်ပြီးတော့အနေကကိစ္စတွေကိုပြန်ပြောင်းတွေးမိသွားပါတယ်နာအိုတိုဟိုကာကဲဖြစ်မခံယူခင်တညလိုကဖြစ်ပါတယ်နာအိုတိုတယောက်အိမ်ပြန်မြောက်သေးတာကြောင့်ဟီနာတာဟီမာဝါရီတို့အပြင်ဘိုဒိုပါစိတ်ပူပြီးတော့စောင့်နေကြပါတယ်ခဏကြာမှာတော့တကားပဲအတန်နဲ့တူနာအိုတိုတယောက်အတောက်လွန်သွားလို့တငယ်ချင်းတွေဖြစ်တဲ့ရှီကာမာရူရော့ကလီဆိုင်ကီဘာရှင်လိုနဲ့ချိုးဂျီတို့ကတွဲပြီးတော့ပြန်လိုက်ပို့ကြတာဖြစ်ပါတယ်မနေ့ပြန်နာအိုတိုရဲ့ဟိုကာကဲဖြစ်မဲ့နေမလို့အားလုံးတောက်ကြရင်နဲ့မတောက်နိုင်တဲ့နာအိုတိုတယောက်မှောက်သွားတာပဲဖြစ်ပါတယ်တငယ်ချင်းတွေကတော့နာအိုတိုအတွက်ဂုံပြူပေးနေကြပြီးတော့ဘိုဒိုတယောက်ကတော့မူဝီပြန်လာတဲ့အဖေကိုလေကားဝါကနေလှမ်းချောင်းနေပါတော့တယ်နောက်နေ့ဟီနာတာကမနေ့စာပြင်နေပြီးတော့ဟီမာလီကလည်းသူမရဲ့ချစ်တော်ရုပ်လေးနဲ့အတူမနေ့စာကူပြင်ပေးနေပါတယ်ဟီနာတာကအဖေကိုတွားနှုတ်ခိုင်းတာဖြစ်တာကြောင့်မောင်နှမနှစ်ယောက်လုံးအဖေစီကိုတက်လာကြပါတယ်ဟီမာဝါရီလေးကတိုတိုလေးထားဖို့နိုးနေတာကြောင့်ဘိုဒိုကအဖေကိုနှိုးဖို့အိတ်ထက်ပို့လို့တဲ့ဆိုပြီးတော့ဘိုက်ပေါ်ခုံချပြီးတော့နှိုးပေးလိုက်မှနာအိုတိုလည်းနှိုးသွားပြီးတော့မနေ့စာစားဖြစ်ခဲ့ကြပါတယ်မနေ့စာစားနေတော့ဟီနာတာကနာအိုတိုရဲ့ဟိုကာကဲဝေးရုံကိုတွားယူရမှာမို့လို့ပွဲကိုလည်းတခါလေးလာခဲ့တော့မယ်လို့ပြောပြနေပါတယ်ဟိုကာကဲဝေးရုံချုပ်တဲ့ဖွာကအသက်ရမ်းကြီးနေတာကြောင့်ချုပ်တာနှေးနေပေမဲ့လည်းဟိုကာကဲအားလုံးရဲ့ဝေးရုံကိုချုပ်ပေးခဲ့တာကြောင့်သူမကလွယ်ပြီးဘယ်သူမှပေးမထီပါဘူးဒါကြောင့်ပဲခုလိုပွဲနေမှာဝေးရုံကိုရတာဖြစ်ပါတယ်ဟီနာတာဝေးရုံတွားယူနေတာကြောင့်အိမ်မှာနာအိုတိုတို့တားဖားတွေပဲကြံခဲ့ပါတယ်ဟိုကာကဲတင်မြောက်ပွဲမှာတော့ကာကာရှိကသူလည်းနောက်ဆုံးတော့အနားရပြီပဲလို့ရှီကာမာရူနဲ့ကိုနိုဟာမာရူတို့ကိုပြောပြနေပါတယ်ကာကာရှိကိုအကြံပေးနေရအနေနဲ့လာလို့ဖို့ပြောပေမဲ့လည်းလက်မခံခဲ့ပါဘူးဒီလိုနဲ့ဟီနာတာတရားဟိုကာကဲအင်ကြီးကိုယူပြီးတော့သူတို့3ယောက်စီကိုပြေးလာပေမဲ့နာအိုတိုကတော့မရောက်သေးပါဘူးဟီနာတာလည်းစိတ်ပူသွားတာကြောင့်ဟိုကာကဲဝေးရုံကိုကိုနိုဟာမာရူစီအပ်ခဲ့ပြီးတော့အိမ်ကိုပြန်လာခဲ့ပါတယ်အိမ်မှာတော့မောင်နှမ2ယောက်ဟာအယုတ်ကိုတစ်ဖက်စီဆွဲရင်းနဲ့ရန်ဖြစ်နေကြပါတယ်ဟီမာကသူမရဲ့အယုတ်ကိုယူသွားခြင်းပေမဲ့ဘိုဒိုကသူ့တရားမှတီလို့ယူမသွားခြင်းပါဘူးဒီလိုနဲ့စကားများပြီးဆွဲနေကြတာကိုနာအိုတိုကတော့အောက်ထက်ကနေလှမ်းអော်ပြီးတော့တားနေပါတယ်တယောက်နဲ့တယောက်ရှောင်မပေးပဲဆွဲနေလိုက်တာကနောက်ဆုံးအယုတ်ကပြေးသွားပြီးတော့ဟီမာလည်းလဲကျသွားပါတယ်ဘိုဒိုလည်းပျက်စီးသွားလို့တောင်းပန်နေရတော့ဟီမာဝိုင်ကဒေါသထွက်ပြီးတော့ထလာပါတယ်သူမရဲ့မျက်လုံးကတော့ဗျာကူခန့်အဖြစ်ပြောင်းလဲနေပြီးတော့ဘိုဒိုကိုတီးလိုက်တာအခန်းပြင်ကိုလွင့်ထွက်လာပါတယ်ဒါကိုလှမ်းမြင်တဲ့နာအိုတိုကိုဘိုဒိုကဂျီမမျက်လုံးကပြောင်းသွားပြီးကြောက်စရာကြီးဖြစ်နေကြောင်းပြောနေတော့ဗျာကူခန့်ကြီးနဲ့ဟီမာကဘိုဒိုကိုထိုးတော့မှမို့လို့နာအိုတိုလည်းအပြေးလာပြီးတော့ဝန်ခံပေးလိုက်ရပါတယ်ဖြစ်ချင်တော့ဟီမာထိုးလိုက်တဲ့လက်ညှိုးကဂျန်တယ်ဖေးဖြစ်နေပြီးတော့နာအိုတိုရဲ့ချာကရာမတ်ကိုထိသွားတာကြောင့်ကူရာမာပါစိမ့်သွားပါတယ်ဒီလိုနဲ့မတက်နိုင်တဲ့အဆုံးဟိုကာကဲတင်မြောက်ပွဲကိုနာအိုတိုစာဟိုကာမာရူကိုပဲအသွင်ပြောင်းကျစ်စုသုံးပြီးတော့ကျင်းပလိုက်ရပါတယ်နာအိုတိုရဲ့မိတ်ဆွေတွေအပြင်သူတို့ရဲ့သက်ဆိုင်ရာမျိုးဆက်တွေကပါအားပေးနေကြပေမဲ့အီရူကာဆန်ဆဲကတော့နာအိုတိုမဟုတ်တာကိုသိပြီးတော့ပြုံးစီစီလုံးနေပါတော့တယ်အိမ်မှာတော့နာအိုတိုတယောက်ချာကရာစုံမတ်ကိုတီးခံလိုက်ရတာကြောင့်တနေကုန်လှုပ်နိုင်တော့မှာမဟုတ်ပါဘူးဒီလိုနဲ့ဟီနာတာတယောက်ကနာအိုတိုကိုပြုစုနေတော့အိမ်ပေါ်တက်မှာတော့ဘိုဒိုတယောက်အတန်းတော်မထွက်ရဲပဲနဲ့ဟီမာလက်ကနေပုံနေရပါတယ်ဟီမာကတော့လူသက်သမားအထနဲ့လိုက်ရှာနေလို့ဘိုဒိုတယောက်တုံမာနေရပါတယ်ဗျာကူခံအသုံးပြုသူဖြစ်တာကြောင့်ဘိုဒိုရဲ့ချာကရာကိုမြင်နေရပြီးတော့နောက်ဆုံးဘိုဒိုတယောက်ပြေးမလွတ်တော့ပဲအခန်းထဲမှာပိတ်ပြီးတော့တီးခံလိုက်ရပါပြီဒီလိုနဲ့ဒီနေ့ချိန်ကိုပြန်ရောက်လာပြီးတော့ဘိုဒိုတယောက်ဖျားနေတဲ့သူ့ရဲ့ညီမလေးကိုဂူးဆိုင်ပေးနေရင်အဖေကိုဟီမာဖျားနေတာတော့ပြန်မလာတာကြောင့်စိတ်ဆိုးနေပါတယ်သူစိတ်ဆိုးလို့မဆုံးခင်မှာပဲနာယူတိုဟာအခန်းထဲကိုပြေးဝင်လာပြီးတော့ဟီမာလေးကိုပြေးလွှတ်လာကြည့်ပါတယ်ဘိုဒိုကအလုပ်တွေကိုဘလို့ထားခဲ့လဲမေးတော့နာယူတိုကရှီကာမာဦးတို့တွေနဲ့သူ့ရဲ့ကိုဘာကိုထားခဲ့ကြောင်းပြောပြပါတယ်သမီးကိုစိတ်ပူလို့ပြေးလာတဲ့ဟိုကာကဲတယောက်ဝေယုံအောင်ပြောင်းပြန်ဝစ်လာပါတယ်ဒီလိုနဲ့စေးတိုက်ဖို့ဟီနာတာဝင်လာချိန်မှာပဲတားဖာ2ယောက်ကတော့စံပြုတ်တိုင်းမဲ့သူနဲ့ဟမ်ဘာဂါကျွေးမဲ့သူနဲ့ရန်ဖြစ်နေကြပါတယ်ဟီနာတာရှိမှပဲရန်ဖြစ်နေကြလို့မကြခင်ပါပဲဗျာကူကန်မင်းသမီးရဲ့ဒေါသနဲ့ရင်ဆိုင်လိုက်ရပြီးတော့2ယောက်လုံးအိမ်ပြင်ရောက်သွားပါပြီဒါတောင်ချိန်မသေးသေးပဲတားဖာ2ယောက်ကတော့ရန်ဆက်ဖြစ်လိုက်ကြသေးပြီးတော့ခဏကြာတော့မှနာအိုတိုကဟီမာလည်းအဖျားကျပြီဖြစ်လို့သူ့လုံးဆရာရှိတာတွေလုပ်ဖို့ရုံးပြတ်မလို့လုပ်ပေမဲ့တားဖြစ်သူကဘိုက်ဆန်နေတာကိုတိလိုက်လို့မုတ်လိုက်စားမလားလို့မေးလိုက်ပါတယ်အစားကတော့ဘိုဒိုတယောက်အိုင်တင်ခံနေခဲ့ပေမဲ့လည်းနောက်ဆုံးကျတော့လိုက်သွားဖြစ်တာပါပဲဒီလိုနဲ့နာအိုတိုတယောက်ကတော့သူ့သားကိုအီချီရာဂူရာမန်ကိုခေါ်သွားတာကြောင့်ဘိုဒိုတယောက်ဟမ်ဘာဂါမဟုတ်လို့မကြိုက်ဖြစ်နေရပါတယ်နာအိုတိုကတော့သူ့ရာမန်ကြောင့်ကြွားပြီးတော့တားဖြစ်သူကိုခေါ်သွားပါတယ်ဆိုင်ထဲကိုရောက်တော့နာအိုတိုကသူ့ရဲ့တသက်တာအလကားစားခွင့်ရတဲ့ကက်လေးကိုတုံးပြီးတော့ရာမန်ကျွေးပေမဲ့လည်းဘိုဒိုကတော့မကြိုက်ချင်ပါဘူးဟီနာတာနဲ့သူ့ရဲ့ first date ကလည်းဒီဆိုင်မှာပဲဖြစ်ကြောင်းနဲ့အတိတ်ကတငယ်ချင်းတွေထိုင်ခဲ့ကြတဲ့ဒီရာမန်ဆိုင်လေးအကြောင်းဘိုဒိုကိုပြောပြနေတော့ချီချီနဲ့ချိုချိုတို့တားဖာရောက်လာတာကြောင့်နှုတ်ဆက်လိုက်ကြပါတယ်တားဖာ2ယောက်အစားပြန်စားဖို့လာတာမှန်းသိလိုက်ရတော့ဘိုဒိုတယောက်သူတို့မိသားစုလည်းချိုချိုတို့လိုပြောခွင့်ဘာလို့မရှိတာလဲလို့တွေးနေပါတယ်ဒီလိုနဲ့တားဖာ2ယောက်ရာမန်စားရင်အချိန်ကအမှတ်တရတွေကြောင့်စကားဆက်မိပြောကြရင်နဲ့အချိန်ကုန်ဖြစ်ခဲ့ပါတယ်ဒီလိုနဲ့ငွေရှင်းတော့ဆိုင်ရဲ့အစားဆက်ငင်တင်ထားတဲ့ပထမနေရာကသူ့ကိုတီးလိုက်ရချိန်မှာဘိုဒိုတယောက်အန်အော်နေခဲ့ရပါတယ်ဒီလူကတော့တခြားသူမဟုတ်ဘဲနဲ့သူ့အမေဟီနာတာဖြစ်နေတာပါပဲအိမ်မှာတော့တယောက်တည်းကြံခဲ့တဲ့ဟီနာတာတယောက်ဓာတ်ပုံတင်ပေးရင်နဲ့ဟိုကာကဲဖြစ်နေတဲ့နေကနာအိုတိုပြောတဲ့စကားလေးကိုပြန်တတိယနေပါတယ်အဲ့ဒီညရောက်မှနာအိုတိုတယောက်တတိယလာပြီးတော့ဟီမာနဲ့ဘိုဒိုတို့ကတော့အတူအိပ်ပျော်သွားကြပါပြီဟီနာတာကနာအိုတိုကိုသူ့ရဲ့အိမ်မက်တွေအမှန်တကယ်ဖြစ်လာတဲ့နေ့မှာမသွားလိုက်ရလို့ဝမ်းနဲ့ပေးပေမဲ့နာအိုတိုကတော့ကိစ္စမရှိပဲသူ့မှာအခုဆိုရင်အိမ်မက်သေးရှိနေပြီဖြစ်ကြောင်းနဲ့အဲ့ဒီအိမ်မက်ကတခြားမဟုတ်ပဲဟိုကာကဲဖြစ်သွားခဲ့တဲ့ကသူဟာတရွာလုံးနဲ့မိသားစုဖြစ်သွားပြီမို့လို့သူ့ရဲ့ကြီးမားတဲ့မိသားစုကိုကာကွယ်ပေးဖို့ကသူ့ရဲ့အိမ်မက်အသစ်ဖြစ်ကြောင်းရှင်းပြပါတော့တယ်အခုဆိုရင်အိမ်မက်အသစ်နဲ့ကျွန်တော်တို့ရဲ့သူ့ရဲ့ကောင်းကြီးနဲ့မျိုးဆက်သစ်လေးတွေရဲ့အိမ်မက်တွေကဘယ်လောက်ထိခီးရောက်ကြမလဲဆိုတာစက်ကြည့်သွားရတော့မှာပဲဖြစ်ပါတယ်